သိပြီးသားကြောင်ဖက်တတ်တဲ့ရှစ်အကြောင်းများမိမရိုက်တဲ့သူရဲ့ကောင်းကြီးပါလားဒီမြန်ရောက်ကြတဲ့ညှိလို့မရတာဒီမိုကရေစီပေးပြီးတော့မှအာဏာရှင်ကြီးဖြစ်သွားပြန်မလားဝဲချောက်ပြမယ်စတပီဘလောက်လဲသိရဲ့လားရှင်ကိုယ်တိုင်ပဲဈေးသွားကြည့်ပါလားဘာဟင်းချက်တလဲလို့မေးရသေးတယ်ဘယ်ဦးချောင်းနဲ့စစ်ဖြစ်သွားမယ်နိုင်ငံတော်ကြီးရှင်မရပါလား